ရှင်းလားစိတ်ဓာတ်ခွန်အားမရှိသူအရေးအချင်းမရှိသူပညာနည်းသူတွန့်ဆုတ်သူတို့သာလျင်လွဲမှားတဲ့ကိုးကွယ်မှုကိုကိုးကွယ်ကြတယ်စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့ပုဂ္ဂိုလ်ဉာဏ်ပညာရှိသူအရေးချင်းရှိသူအလုံးဟာအမှန်တရားကိုပဲယုံကြည်တယ်ရှင်းလားကိုထမင်းစားဖို့ဘယ်သူလာပေးတော့ကိုယ့်အကိုရှာရတာမလား38မင်းရမြန်လာပေးလားဟိုတရုတ်ပြည်ကအငားခေါ်ရတဲ့အန်ကုန်းနဲ့ကွိုင်းရင်ကပေးလားဒါဖြင့်ဟိုယိုရီးယားကြေးဆန်နီဆိုတဲ့ကောင်တွေရောပေးလားဒါဖြင့်ဘိုးအောင်ဘိုးမင်းကောင်ဆိုတဲ့စိတ်ကူးရင်ဇက်လိုက်တွေရောရှိကိုမရှိတဲ့ကောင်တွေအဲ့ဒီကောင်တွေကနော်အဲ့ဒါကိုပုံမြင်တွေကိုအဟုတ်လုပ်ပြီးတော့မှတခါတဲ့ဥကြောင်ချားတွေကတခါတဲ့စိတ်ဓာတ်ခွန်အားမရှိတော့ခုပဲဘိုးအောင်မှလို့ခုပဲဘိုးမင်းကောင်မှလို့နှစ်ကောင်လုံးမရှိဘူးတော့ပါလားကျဲတဲ့ကောင်လာခဲ့ရှင်းဖို့အစင်သိမယ်